အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီချက်ကမြန်မာကဗျာလက်ရွေးစဉ်နဝမရန်တင်ရုပ်တဲ့စာအုပ်ထဲကတီကုန်းပန်းတွေနေ့တိုင်းစဉ်အကြောင်းကိုပြောပြသွားမှာပဲဖြစ်ပါတယ်ကဲဒါဆိုရင်ဒီချက်တို့တွေစာမျက်နှာ90ကိုကြည့်ကြရအောင်တီကုန်းပန်းတွေနေ့တိုင်းစဉ်နဲ့ဒီစာပိုက်မှာဒီချက်တို့ကိုသူကဘာကိုပြောချင်တာလဲသူကဘာတွေကိုရေးသားထားတာလဲဆိုတာသိရဖို့အတွက်ဒီချက်နဲ့အတူတူတစ်ခါအတူလိုက်ဖက်ကြမယ်နော်ဟုတ်ပြီကဲဒါဆိုရင်တို့တွေအတူတူလိုက်ဖက်ကြမယ်သူစီပူပါဝိလီတိတာအခရာဆွဲသုံးဤရှစ်လုံးကိုတီကောင်းပန်းတွင်နေ့တိုင်းစင်လော့စာတင်ပြိုနုအခြေပြူတော်ဥစုပုတ္တလုံလပြင်းစွာသူထက်ငါဟုနှုတ်မာရွရွကျိုးပန်းကလင်တိတ်ပကျေစုအထူးသိမြဲပညာရှင်ဟုမထင်မပေါ်မကြော်စောပဲတိမလွဲအံ့အရဲကျိုးကောကြက်ရဲစုပ်တို့အားထုတ်ခုံမင်းမတင်မအံ့မကြံမပေးဆွေးနွေးရောနော်ဟောပြောမဲ့ထွေပေချက်ရည်ဖြင့်ကုံစီစမ်းသာတင်ချေပါလေဗမာကုံရှင်ကြော်စောထင်ချိတ်စတင်ဟူကကျန်းထုံများကိုတွေးကြမရှောင်းကြောင်ပစွန်စကျွတ်ဝါတို့လှော့တော်ပမာကြောက်ထက်စာတို့လိုရာရအောင်ကြံဆောင်လေးချက်အနက်ထိပ်ပဲနှုတ်ဝဲရွထားချိန်မှတီးတစားပေါ်လင်ခြီစားငင်တို့တပင်ပွဲမောက်ဆိုရေးရောက်ကလမ်းကြောက်မရှိတတိမြဲခိုင်ကြောက်တိုင်ပမာကေတရာတို့ယွန်ရှာမဲ့လင်းဆိုခင်းနီနော်အဖျားဖျားကိုမကြနှောက်ရှောက်ခန့်နှစ်ထောက်လက်အလောက်ဖွယ်သာကထာထန်းသာစကားဝိုက်လက်စင့်ရှေတီစကားကြီးကစသည်ထိုဝိဇ္ဇဝါစနံဒရပစ္စည်းထုံးနီးပမာဂါထာစံကိုင်းကရိုင်းထန်စစ်ဖွင့်လက်နီးကတဏရလက်ပမာကဲလွန်အစိုးစုံမှုညီမွန်တုလို့တုံးလူနဲ့ဝဲအကျုပ်ပမာဝေရော့မီရဲ့ဧကပယတုရှင်မဟာရထတာရဟုတ်ပြီနော်ကဲဒါဆိုရင်တို့ဒီစာပိုက်တစ်ပိုက်လုံးကိုဖတ်ပြီးသွားပြီဆိုတော့တစ်ပိုက်ချင်းစီရဲ့အဓိပ္ပာယ်ကိုတီချယ်ပြန်ပြောပြမယ်နော်ဟုတ်ပြီသူစိပုပါဝိလီတိတာတဲ့အခရာဆွဲသုံးဤရှစ်လုံးကိုတီကုံဘက်တွေနေ့တိုင်းစင်လို့ဆိုတာသူကဘာကိုပြောတာလဲဆိုတော့စာတင်သားတို့ဟာတဲ့ကြားနာခြင်းကြံစီခြင်းမေးမြန်းခြင်းပြောဆိုခြင်းစူးစမ်းဆင်ခြင်ခြင်းရေးမှတ်ခြင်းလေ့ကျင့်ခြင်းနှုတ်သက်ဆောင်ခြင်းစတဲ့အဲ့လိုမျိုးနီးလန်းရှစ်သွယ်နေပေါ့နော်အမြဲတမ်းကျင့်သုံးပြီးတော့နေ့တိုင်းနေထိုင်ရမယ်တဲ့ကိုမသိတာတွေကိုသူများပြောပြရင်ကိုကနားထောင်ရမယ်ကိုဘလို့ကောင်းအောင်လုပ်မလဲဆိုတာကြံစီရမယ်ကြံစီတယ်ဆိုတာကကိုအကောင့်ဘက်ကနေပြီးတော့ကြံစီရဲ့ဟာကိုကြံစီရလို့ပြောတာနော်ဟုတ်ပြီနောက်တစ်ခုကကိုမသိတာတွေရှိရင်မင်းမြတ်တက်ရမယ်ပြောဆိုတက်ရမယ်ပြီးတဲ့အခါမှာကိုမသိတဲ့အရာတွေကိုစူးစမ်းဆင်ခြင်တက်ရမယ်ဟုတ်ပြီကဲဒါဆိုရင်သူများကိုလာပြောပြတဲ့ခါကျရင်ကိုမသိတဲ့အရာတွေဆိုရေးမှတ်တက်ရမယ်လေ့ကျင့်တက်ရမယ်ကိုမတက်သေးတဲ့အရာတွေဆိုတက်အောင်လို့လေ့ကျင့်တက်ရမယ်နှုတ်တက်ဆောင်တက်ရမယ်စားတဲ့အဲ့လိုမျိုးနီလန်းရှစ်သွဲကိုတဲ့ကိုနေ့တိုင်းသုံးတဲ့တစ်နေ့တာလုပ်ငန်းစဉ်တွေမှာအဲ့လိုမျိုးပန်းသွဲတယ်လို့မျိုးပေါ့နော်ကျင့်သုံးတက်ရမယ်တဲ့ကျင့်သုံးရမယ်ပေါ့နော်ဟုတ်ပြီကဲဒါဆိုရင်နောက်တစ်ပိုက်ကဘာဖြစ်မလဲဆိုတော့စာတင်ပြုံနူးတဲ့အခြေပြုတော့တဲ့ဥစုဘုဒ္ဓလုံလပြင်းစွာသူထက်ငါဟုတဲ့နှုတ်မာရွကျုံပန်းကလင်တိတ်ပကျေစုအထူးသိမြင်ပညာရှင်ဟုမထင်မပေါ်မကြော်စောပဲတိမလွဲအံ့တဲ့စာတင်သားတို့ပေါ့နော်ဘယ်လိုပြောမလဲသူတို့စာတင်သားတို့ကတို့ဒီလိုမျိုးအတန်းထဲမှာဆိုရင်ဟာသူထက်ငါတော်ရဲဆိုပြီးတော့သူထက်ငါအော်အဲ့လိုမျိုးပေါ့ပြိုင်ဆိုင်လိုစိတ်တွေရှိပြီးတော့သူထက်ငါတော်အောင်လို့စာတွေအသိပညာတွေအတတ်ပညာတွေကိုတဲ့ရုပ်ဖတ်နေမယ်ဆိုရင်ပေါ့နော်ကိုရီကဘာဖြစ်ကြမလဲအတတ်ပညာရှင်ရဲ့အတတ်ပညာတွေရဲ့ကျေးဇူးတွေကိုသိမြင်ပြီးတော့ပညာရှင်အဖြစ်ကြော်စောကြမယ်တဲ့ဟုတ်ပြီနော်အရဲကျိုးကုတ်ကြက်ရဲစုပ်တို့အားထုံးခုံမင်းမတင်မအံမကြံမပေးဆွေးနွေးရောတော့ပြောဟောမဲ့ထွေပေချက်ရည်ဖြင့်ကုံစီစမ်းတာတင်ချေပါလေဗမာကုံရှင်ကြော်စောထင်ချိတ်တဲ့ကြက်ရဲစုပ်တကဲ့သို့တဲ့မကြိုးစားဘဲနဲ့ပေါ့နော်ဒီတိုင်းပေရပြီးနေတော့ပညာရှင်အဖြစ်ကနေရောက်မှာမဟုတ်ဘူးပညာရှင်ဘဝကိုတော့ရောက်မှာမဟုတ်ကပညာမတက်တဲ့အတွက်ဒီတိုင်းပဲကြောင်ထိုးနေခဲ့တာမှာပေါ့နော်ဟုတ်ပြီနောက်တစ်ခုကစတင်ဟူကတဲ့ကျန်းထုံများကိုတဲ့တွေးကြမရှောင်ကြောင်ပစွန်စကျွတ်ဝါတို့လှသွားပမာကြောက်ထက်စာတို့လိုရာရအောင်ကြံဆောင်လေးချက်အနက်ထိပ်ပဲနှုတ်ဝဲထားချိန်မှဒီတဲ့စာတင်သားတို့တွေက
ဒီကျန်းနေစာပေတွေအဲ့လိုမျိုးတွေကိုတက်တဲ့အခါမှာကြောင်ကပစုံစားတယ်လို့မျိုးကြင်ညက်နေအောင်ကြောင်ကပစုံစားရင်ကျွတ်နဲ့ကြောင်ပစုံကကြေသွားတယ်လေအဲ့လိုမျိုးပဲစာတွေကိုတို့တွေကကြင်ညက်နေအောင်ဖတ်တဲ့နဲ့အဲ့ဒါအပြင်ကိုမှလွှတ်သွားတို့တီချာတို့ငငယ်ဆိုတီချာတို့အမေဆိုပြောရကွာလူတွေရဲ့အုံနောက်ကဓာတ်သွားလို့ပဲတဲ့ဒီကိုကဒီဓာတ်သွားကိုကြက်မသွေးဘူးဆိုရင်ဒီဓာတ်ကြီးကတုံးသွားမှာပဲကွာအဲ့လိုမျိုးမပြောင်းလို့ကိုကစာများဖတ်တဲ့နဲ့စာများဖတ်တဲ့ခါကျကိုအုံနောက်ကိုများအလုပ်ပေးတဲ့အခါကျရင်ဒီအုံနောက်ကမတုံးတော့ကွာမတုံးတော့တဲ့အတွက်ထပ်သွားမယ်အဲ့လိုမျိုးပဲပညာရှင်ဘယ်လိုပြောမလဲစာတင်သားတို့ကလည်းဗောနော်သူတို့အုံနောက်တွေကိုလှသွားကဲတော့ထက်မြက်အောင်လို့လေ့လာတဲ့နေဗောနော်ဟုတ်ပြီကြောက်ထက်စာဆိုတာလေတို့တွေကြောက်ပေါ်မှာစာရေးလိုက်တယ်ကြောက်ထက်စာတွေဆိုရင်ခက်ဖို့ဆိုတာမလွယ်ဘူးကွာလုံးဝတည့်ရဘယ်လိုတရားပါပုံစံပေါ့နော်မလွယ်တဲ့အတွက်စာဖတ်တဲ့အဲ့လိုမျိုးကြက်တဲ့နေရာမှာလဲကြည်ညက်ဖတ်တဲ့နဲ့ပြီးတော့ထက်မြက်အောင်လဲနေတဲ့လို့ကြောက်ထက်စာတွေလိုပဲဆွေးမြဲနေအောင်လဲဖတ်တဲ့နဲ့အဲ့ဒါအပြင်ကိုမှအနက်အထိပ်ပဲတွေကိုနှုတ်ဝဲရကြက်မှတ်တဲ့နဲ့ပေါ့နော်မှတ်တဲ့နဲ့ပေါ့အနက်အထိပ်ပဲတွေအဲ့စာတစ်ခုကိုဖတ်လိုက်တယ်ကွာကိုကစာတစ်ခုကိုဖတ်လိုက်တယ်ကိုကဖတ်တာဖတ်လိုက်တယ်အဲ့စာရဲ့အထိပ်ပဲကိုကမသိဘူးဆိုရင်ဒါဖတ်တာပဲရှိရလေကိုအချိန်ကုန်တာပဲဖတ်တယ်နဲ့ကိုအတွက်အနှစ်ဆိုတာမရှိကိုကအကာပဲရှိလိုက်တယ်ဖတ်တယ်ဆိုတဲ့အကာပဲရှိလိုက်ပြီးတော့သူ့ရဲ့အနှစ်ကိုမရလိုက်ဘူးเนาะအဲ့လိုမျိုးမရပဲမနေအောင်လို့ပေါ့နော်သူ့ရဲ့အိတ်စာတစ်ပုဒ်ကိုဖတ်မယ်ဆိုရင်အိတ်စာတစ်ပုဒ်ရဲ့အနက်အထိပ်ပဲကိုယ့်ရဲ့ပါးစပ်မှာရနေအောင်ကိုကဖတ်တယ်နဲ့အဲ့ခါကျမှဒါကိုကတကယ်ပညာတတ်တာပေါ့နော်ဟုတ်ပြီနောက်တစ်ခုကတစားပေါ်လေးနဲ့ခြိစားငင်တို့တပင်ပွဲမှဆိုရေးရောက်ကလမ်းကြောင်းမရှိတတိမြဲခိုင်ကြောက်တိုင်ပမှာကေတရာတို့ရွှရှာမဲ့လင်စုတ်ခင်းနီးနာအဖျာကိုမကြာနီးလျှောက်ခန်းနေထောက်လို့တဲ့သူကဘာကိုပြောတာလဲဆိုတော့တို့တွေကကေတရာဆိုတာချင်းသိမ့်မင်းကွာချင်းသိမ့်မင်းကလူအများကြားထဲမှာဘယ်လိုပြောမလဲ तू ကရဲရင်ပြတ်သားတဲ့အတွက်ဒါကြောင့်မို့သူ့ကိုတော်တွင်းဘရင်ဆိုပြီးတော့သူများတရိတ်ဆန်ရဲ့အကုန်လုံးကချီးမြှောက်ခဲ့ကြတာပေါ့နော်အဲ့ဒါကြောင့်မလို့တို့တွေအကုန်လုံးကကေတရာကျင်းမင်းကဲတို့တဲ့ကြောက်တိုင်ဆိုတာမရက်တည်တာတဲ့ကြောက်လန့်ခြင်းမရှိဘူးအဲ့တော့ကေတရာကျင်းမင်းကဲတို့တဲ့ကေတရာကဲတို့ sorry ကေတရာချင်းသိမ့်မင်းကဲတို့တဲ့ကြောက်တိုင်ပမာတဲ့ကြောက်တိုင်ပမာတို့တွေကမရက်တည်ပြီးတော့ကြောက်ရွံ့ခြင်းမရှိဘဲနဲ့တဲ့သူများကိုတခုမေးတဲ့ခါကျရင်ကိုကဘဲဟာမင်းမေးကွာခြီတစားကိုဆွဲထုတ်တဲ့အခါအကုန်လုံးပြောပြနိုင်တယ်လို့သူများကိုတခုမေးတဲ့အခါကိုကအချက်အလက်တိတိကျကျပြောနိုင်တဲ့အထီကိုကလေ့ကျင့်ရမယ်ပြောဆိုနိုင်ခဲ့မယ်တဲ့အကယ်၍အနှစ်တွေကိုတဲ့ခုနကရှေ့ရလို့ပဲပေါ့နော်စာပိုက်တစ်ပိုက်ရဲ့အနှစ်တွေကိုကတိတိကျကျသိခဲ့မယ်ဆိုရင်သူများကိုတခုမေးတဲ့ခါကျရင်ကိုကအဲ့စာပိုက်ရဲ့အနှစ်တွေကိုကပြောနိုင်ခဲ့မယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကအဖွယ်လောက်အလောက်ဖွယ်တာတဲ့ကထာထမ်းတာစကားဝိုက်လေတဲ့စင်ရှေတီးတဲ့စကားကြီးကစသည်ထို့တို့ဝိကြိုဝါစနံဒရပစ္စည်းထုံနီးပမာဂါထာစံကိုင်းကရိုင်းထန်စစ်ဖွင့်လင့်နီးကတဲ့သူကဘာကိုပြောတာလဲဆိုတော့တို့တွေကပါဏိတွေဂါထာတွေပိဋကတ်စာပေတွေကိုလည်းတက်မြောက်အောင်လို့သင်ကြားတဲ့နဲ့ပြီးတော့စကားကြီး10မျိုးဆိုတာကဘာတွေဖြစ်မလဲစကားကြီး10မျိုးဆိုတာကဘာတွေဖြစ်မလဲဆိုတော့ရေကူးညာတင်ပြောနီးကောက်ပင်ရိတ်လီပြောနီးပြီးတော့ရေစီးဖောင်ဆန်ပြောနီးအိုးတန်ဆန်ခတ်ပြောနီးစီပုတ်ချက်ပွေးပြောနီးစစ်ဝေးရန်ရှောင်းပြောနီးတောင်သူရာခုတ်ပြောနီးချက်စုပ်ခုတ်ပစ်ကောပြောနီးရေစစ်ကရပြောနီးခတ်တင်းမောင်းနှင်းပြောနီးစသည်ဒီလိုမျိုးစကားကြီး10မျိုးနဲ့လေတဲ့တို့တွေကပြောဆိုတတ်ရမယ်တဲ့ပြီးတော့ဝိဂျိုတွေဝါစနက်တွေဓာတ်တွေကိုလည်းလေ့လာတဲ့နေပေါ့နော်အဲ့လိုမျိုးတွေတို့တွေကလေ့လာတဲ့အခါလေ့လာတဲ့နေပြီးတော့အခါကျမှသာကိုရီးယားပညာရှိဆိုတာကတို့တွေဘယ်လိုပြောမလဲအမျိုးစုံတက်ရမယ်ကွာကျန်းကန်စာပေတွေဒါမကဒီလိုမျိုးပါဏိဓာတ်တွေဝိဇနတ်တွေဝိဂျိုတွေစကားကြီး10မျိုးတွေအဲ့ဒီလိုမျိုးစသည်ဖြစ်ပေါ့နော်အဲ့လိုမျိုးပညာတွေအကုန်လုံးနဲ့တက်မှသာဒါကပညာရှင်လက္ခဏာနဲ့ပြည့်စုံတယ်လို့ဆိုပြီးတော့တို့တွေကသတ်မှတ်ခဲ့ကြတယ်အဲ့ဒါပြီးတော့နောက်တစ်ခုကတန်ရလဲပမာကဲလို့အစိုးဆောင်မှုညင်မွန်တုလို့သုံးလုံးနဲ့ဝဲအကျွတ်ပဲမှာဝေးတော့မြည်တဲ့ဒါကဘာကိုပြောတာလဲဆိုတော့တန်ရဘဝမှာတဲ့ပညာရှိသူတော်ကောင်းအဖြစ်အထောက်ထိုက်ရောက်နိုင်တယ်တဲ့ထားအပြင်နောက်ဆုံးလူနဲ့မြမ3ဦးတို့မှာလေတဲ့အရှင်သခင်ဖြစ်တဲ့နောက်ပွင့်တော်မူမဲ့အရိပတရားဖရာမျက်မှောက်ခေတ်မှာတော့တို့တွေကအကျွတ်တရားရနိုင်တယ်တဲ့ဒီလိုမျိုးပညာရှိပြီးတော့စာပေကျမ်းဂန်တွေလေ့လာမယ်စာပေရဲ့အနှစ်သာရတွေကိုသိရှိမယ်ပြီးတော့ပါဏိတွေဝိဇနတ်တွေဂျိုတွေ
အဲ့လိုမျိုးစသည်ဖြစ်ပေါ့နော်ဝိဂျိုတွေဝါစနက်တွေစသည်ဖြစ်အဲ့လိုမျိုးတွေအကုန်လုံးကိုကတက်မြောက်ခဲ့မယ်ဆိုရင်ဒီတဏှာဘဝဒီလူဘဝထဲမှာဆိုရင်ကိုရီးယားပညာရှိသူတော်ကအဖြစ်ဆိုပြီးတော့အထွတ်ထိပ်ရောက်နိုင်တယ်လို့ပညာဘယ်လိုပြောမလဲနောက်ဆုံးလူတွေနဲ့တင်ပြမ3ဦးတို့ရဲ့အရှင်သခင်ဖြစ်တဲ့နောက်ဆုံးပွင့်တော်မူမဲ့အရိမတိယဖရာမျက်မှောက်မှာတို့တွေကအကျွတ်တရားရပြီးတော့တဏှာလောကကနေပြီးတော့အဲ့လိုမျိုးလွတ်မြောက်သွားမယ်ပေါ့နော်ဟုတ်ပြီကဲဒါဆိုရင်ဒီပုံမြင်လေးကတီချက်ရှင်းပြလိုက်တဲ့ဟာကိုနားလည်မယ်လို့ထင်တယ်ပေါ့နော်ဟုတ်ပြီကဲဒါဆိုရင်တို့တွေမိခိုးကိုသွားကြခက်စစ်ကိုအရင်ဆုံးသွားကြမယ်ပေါ့နော်ခက်စစ်ကဗာလေကရိုင်းအခရာအတန်တို့ဖြစ်တို့ဤဖြစ်ကြောင်းဒီခက်စစ်ကလုံးဝမလို့မရအောင်နော်မှားရင်တို့တွေတမမမရတော့ဆိုတဲ့အတွက်စကြက်ခဲတွေကိုတိတိကျကျဖတ်တယ်နော်ဟုတ်ပြီကရိုင်းအခရာအတန်တို့ဤဖြစ်ကြောင်းကဝိလက္ခဏာပညာရှိစာဆိုတို့ဤသဘောလက္ခဏာကေတရာလဲဆံမွေးရှိသောခြင်းတိကုံစီစမ်းတာကုံစီယုံမျှတာကြောက်ထက်စာကြောက်ပေါ်ရင်ရေထိုးထားသောစာကြောက်စာခန့်ချင်းထောက်ခက်မှန်ချင်းချင်းထောင်းထသည်ခုံမင်းစုံစုံမတ်မတ်ချင်းချီအံ့ဂါထာစံကျန်စည်းကမ်းတို့နှင့်အညီရေးဆက်ထားသောပါဏိကဗျာစကားကြီး10မျိုးသူဒီအောက်မှာစကားကြီး10မျိုးဆိုတော့ဘာလဲဆိုတော့ရေးပေးထားတယ်နော်ဟုတ်ပြီဒါဆိုရင်ဖတ်မယ်ရေကူးညာတင်ပြောနီကောက်ပင်ရိတ်လေးပြောနီရေစီးဖောင်ဆန်ပြောနီအိုးတန်ဆန်ခတ်ပြောနီစီပိုးကြပွေးပြောနီစင်ဝေးရန်ရှောင်ပြောနီတောင်သူရာခုတ်ပြောနီကျက်စုပ်ခုတ်ပြစ်ပြောနီခုတ်ပြစ်ပြောနီရေစစ်ကရားပြောနီခတ်တင်မောင်းနှင်းပြောနီစစ်ရှည်ရှေ့အစဉ်အလားဆိုခင်းပြောဆိုရန်အကြောင်းစီစာစီပူးချိန်စသည်စံကိုင်းစံကျန်းနှင့်အညီရေးဖွဲ့ရသောအခရာ3လုံးစုအဖွဲပါဏိဂါတာဖွဲ့ဆိုနီးအတက်ညီမွန်တုလို့ပွင့်တော်မူပြီးဖြစ်သောကာကုတံကောနဂောကတ္တပဂေါရမမြတ်စွာဘုရားတို့ဤညီတော်အလားနောက်ပွင့်တော်မူမည်အတုမရှိသောအရိမတယမြတ်စွာဘုရားနီကအဖွင့်ကျမ်းထံအခရာအတန်တို့ဖြစ်ရာလေကြောင်းအာဆောင်စသောအရက်တီမအဘယ်မှာထုံနီလိုက်နာပွဲအစဉ်အလားဥပဒေတဓာတ်ပုဒ္ဒခုဤမူလတည်ရင်ပမာဥပမာပါဏိဖျားဟောတရားတော်ဗုဒ္ဓဤဒေသနာတော်ဒီနေရာမှာတစ်ချက်နည်းနည်းမှားသွားတယ်ပေါ့နော်40ခွန်ကမပါဘူးဟုတ်ပြီ23ပေချက်ရှစ်ခေတ်ကအသုံးပြုသောစာရေးရန်ပြုလုပ်ထားသည့်ပေရွက်ပစ္စည်းအနက်ကိုပြည့်စုံအောင်ပုတ်ရင်းတွင်ထပ်ဖြစ်ရသောစကလုံးထန်သာပါဏိပုတ်ပိဋကစာကိုစာသာပါဏိတော်ပါဏိစကားပြောဟောမဲ့ထွေပြောဟောခြင်းမရှိပဲပွဲမှောက်အများဤရှိမှောက်မဲ့မရှိရွာပေါ့ပါတော်လက်စွာယွန်ရှားကြောက်ရွံ့သည်လင်းအလင်းလုံးဝဝိဇနံစကလုံးဤအနက်ပုတ်ဤအနက်ဝိဇိုပုတ်ဤအနက်ကိုအထူးယူစားဖွင့်ပြချက်တပင်ပြောဆိုစုဝေးစီဝေးရာအစုအဝေးသူစီပုဘာဝိလီတိတာစာပေတင်ယူလေးလာနီးမြသူနေရာဂျာနာယာဤစီနေတာယကျန်ယာဤပုစေစာရာမေယာဤဘာတေရာပြောဆိုရာဤဝိစရေယစူးစမ်းစင်ကျင်ရာဤလိခေယရေးမှတ်ရာဤတိခေရာလေးကျင့်ရာဤဒါရေရာနှုတ်တက်ဆောင်ရာဤပစ္စည်းအနက်ကိုပြည့်စုံအောင်ပုတ်ရင်းတွင်ထပ်ပြေးရသောစကလုံးတိတ်ပါအတတ်ပညာအစွတ်တဏှာဝိဒုက္ခမှကျွလွတ်ခြင်းအနတ်တိတ်ပဲစကလုံးပေါ်ဝကြစသည်တို့ဤဆိုလိုရင်းတဘောအရဲကျုပ်ကိုကြက်ရဲစုပ်တို့ကြက်ရဲတို့သည်မဆုတ်မဆိုင်မဲ့ရှေ့တို့ကစူးစားတကဲ့သို့ဥစုဗုဒ္ဓဖြောင့်မြတ်သောအဖြစ်အခရာစာရေးရာ၌အသုံးပြုသောပြည်တရာတို့ဤအမှတ်လက္ခဏာစကလုံးအနကထာဖျားဟောပါဏိတော်ဤအနက်အတိဘယ်ကိုဖွင့်ဆိုသောချက်ဟုတ်ပြီနော်ကဲဒါဆိုရင်တို့ဒီခက်စစ်အလုံး43လုံးကိုရမယ်လို့ထင်တယ်ဟုတ်ပြီဒါဆိုရင်တို့မိကုံးသွားကြမယ်
တီကောင်းပန်းတွင်နေ့တိုင်းစင်ကပြကိုတဲ့မြည်သူရေးခဲ့တဲ့နည်းဆိုတော့အင်းဝါခေရဟန်းစာဆိုကြောရှင်မဟာရထတာရာဖြစ်သည်ဟုတ်ပြီနောက်တစ်ခုကရှင်မဟာရထတာရာကိုမြည်တိခုနှစ်တွင်မွေးဖွားခဲ့တဲ့နည်းမြန်မာနှစ်830ပြည့်နှစ်ခရစ်နှစ်1468တွင်မွေးဖွားခဲ့သည်ရှင်မဟာရထတာရာဤဇာတိနှင့်ငယ်အမည်ကိုပြောပြပါရှင်မဟာရထတာရာဤဇာတိမှာအင်းဝါဖြစ်၍ငယ်အမည်မှာမောင်မောက်ဖြစ်သည်ရှင်မဟာရထတာရာသည်မြင့်သည့်အရွယ်တွင်ကဗျာစရေးခဲ့သည်နှင့်12နှစ်သားအရွယ်ကပင်ကဗျာစ၍ရေးဖွဲ့ခဲ့သည်ရှင်မဟာရထတာရာသည်နက်ခတ်ဘေရင်ဆန်လင်္ကာပါဏိတက္ကတာတို့ကိုမြည်သူထံတွင်လေ့လာသင်ယူခဲ့သည်နှင့်ရှင်မဟာရထတာရာသည်နက်ခတ်ဘေရင်ဆန်အလင်္ကာပါဏိတက္ကတာကိုဝိရစကုပလာထေမထေရာနှင့်တီဟိုရောက်ဆရာတော်ကြီးတို့ထံတွင်လေ့လာသင်ယူခဲ့သည်ရှင်မဟာရထတာရာရေးသားခဲ့သောပြုများကိုပြောပြပါရှင်မဟာရထတာရာရေးသားခဲ့သောပြုများမှာဘူရိတက်ဇက်ပေါင်းခန့်ပြုကိုခန့်ပြုဂမ်ဘီတာရပြုတံဝရပြုတို့သည်ရှင်မဟာရထတာရာဤလက်ရာများဖြစ်ကြသည်ရှင်မဟာရထတာရာရေးသားခဲ့သောယတုများကိုပြောပြပါရှင်မဟာရထတာရာရေးသားခဲ့သောယတုများမှာတရားဥတီမော်ကွန်ပုံတော်နိုင်မော်ကွန်ရွှေဆက်တော်သွားတော်လာနှင့်စုံမစာများယတုများကိုလည်းရေးဖွဲ့ခဲ့တယ်ရှင်မဟာရထတာရာနောက်ဆုံးရေးသားခဲ့သောပြုအမည်ကိုပြောပြပါရှင်မဟာရထတာရာရေးသားခဲ့သောပြုမှာတံဝရပြုဖြစ်တယ်ရှင်မဟာရထတာရာသည်ဘူဝိတက်အလင်္ကာကိုမြည်သည့်အသက်အရွယ်တွင်ရေးသားခဲ့သည်နည်းဆိုတော့16နှစ်သားကရေးဖွဲ့ခဲ့သည်ဟုတ်ပြီသူစီပုပါဝိလိတိတာချီကပြကိုမြည်တို့ရေးဖွဲ့ခဲ့သည်နည်းသူစီပုပါဝိလိတိတာချီကပြကိုယတုပုံစံဖြင့်ရေးဖွဲ့ခဲ့သည်တပိုက်ထဲရေးဖွဲ့၍ဧကပိုက်ယတုဟုခေါ်သည်ယတုကိုလေးလုံးဆက်နည်းဖြင့်ရေးဖွဲ့ခဲ့သည်သူစုပုပါဝိလိတိတာချီကပြဤရည်ရွယ်ချက်မှာအဘယ်နည်းဤယတုသည်စာတင်ပြုံတို့အခြေပြုတို့အတွက်စာပေသင်အံလိလာနီးတို့ကိုညွှန်ပြထားသောကဗျာဖြစ်သည်ရှေးခေတ်ပညာသင်ကြားရေးစနစ်ကိုသိနိုင်သည်သူစုပုပါဝိလိတိတာကဗျာသည်မြည်သည့်ကဗျာအမျိုးအစားဖြစ်သည်။ချီကဗျာအမျိုးအစားဟုတ်ပြီနော်လေ့ကျင့်ခန်းဒီဟာကစာတင်သားလူငယ်တို့စ조사အားထုတ်မှုထက်သန်မှာကမိတို့အကျိုးရှိမည်ဟုရှင်မဟာရထတာရာကဆိုပါသည်။စ조사အားထုတ်မှုလျော့နေပါကမိတို့အကျိုးရောက်မည်နည်းဆိုတော့ဒီချက်ဘယ်လိုမျိုးပြောရလဲဆိုတာကြည့်ကြမယ်။စ조사အားထုတ်မှုထက်သန်မှာကတဲ့အတတ်ပညာဤအကျိုးကျေးဇူးကိုအတူသိမြင်သောပညာရှင်ဖြစ်မည်ဖြစ်ကြောင်းနဲ့စ조사မှုရောနေပါကတဲ့မြည်သည့်အခါမှပညာရှင်ဂုဏ်ရှင်ဟုကြော်စောမည်မဟုတ်ကြောင်းနဲ့ကဲဒါဆိုရင်တို့နံပါတ်1ရမယ်လို့ထင်တယ်နံပါတ်2ပညာသင်ယူရာရင်းနဲ့စာသင်သားလူငယ်တို့နေ့စဉ်ဆောင်ရွက်ရမည်သင်ယူရေးလုပ်ငန်းစဉ်ကိုရှင်းပြပါတဲ့ဆိုတော့ဗာလဲသူစီပုပါဝိလိတိတာဟူသောကြားနာခြင်းကြံစည်ခြင်းမင်းမြန်းခြင်းပြောဆိုခြင်းစူးစမ်းဆင်ခြင်ခြင်းရေးမှတ်ခြင်းလေ့ကျင့်ခြင်းနှုတ်တက်အာကုံဆောင်ခြင်းဖြစ်ဒီလိုမျိုးနေ့စဉ်လှုပ်ဆောင်ရမယ်ပေါ့နော်ဒီလိုမျိုးနည်းတွေနဲ့နေ့စဉ်လှုပ်ဆောင်ရမယ်ဆိုပြီးတော့ရေးဖွဲ့ထားတယ်ကဲဒါဆိုရင်နံပါတ်3ကပါလေဤကဗျာတွင်ပါဝင်သောဥပမာများကိုဖော်ပြ၍တဲ့ဥပမာများကစာသင်သားများအတွက်မြည်တို့အသုံးပြုတဲ့နည်းရဲ့ဆိုတော့တီကုန်းပန်းတွင်နေပြီးတော့အရဲကျုပ်ကုတ်ကြိတ်ရဲစုံတို့တောင်ဘက်စွန်စားကျွတ်ဝါတို့လှသွားပမာကြောက်ထက်စာတို့တစားပေါ်လင်ချီစားငင်တို့ကြောက်တိုင်ပမာကေတရာတို့ဟူသောဥပမာများကစာသင်သားများအတွက်အကျိုးပြုကြောင်းနဲ့ဒီကဥပမာတွေကိုပြောတဲ့အတွက်တို့တွေကဒီဟာတွေကိုဥပမာပေးခဲ့လေအဲ့တော့ဒီဟာတွေရေးဖွဲ့ရခြင်းဖြစ်တယ်ဟုတ်ပြီနံပါတ်4သူစီပုပါဟုသောလေးလာတည်ယူနည်းစနစ်ကိုတင်မီတို့နားလဲတဲ့နည်းရဲ့ဆိုကြားနာခြင်းကြံစီခြင်းမင်းမြန်းခြင်းဟုသောလေးလာတင်ယူမှုဤစနစ်သည်စာတင်သားတို့အတွက်အလွန်အထောက်အကူပြုကြောင်းဟုတ်ပြီနော်ကဲနံပါတ်5ဘာတိရာကျောင်းသားအချင်းချင်းဆွေးနွေးပြောဆိုခြင်းသည်တင်ယူရာတွင်အထောက်အကူပြုသည်ဟုတင်ထင်ပါသလားတဲ့ဆိုတော့ဘယ်လိုထင်လဲကျောင်းသားချင်းဘယ်လိုပြောမလဲဆွေးနွေးပြောဆိုရမှာအထောက်အကူပြုတာပေါ့အဲ့တော့ထင်မြင်ပါသည်ကျောင်းသားအချင်းချင်းတဦးနှင့်တဦးတော်၎င်းဝိုင်းဖွဲ့ပြောဆိုခြင်းသည်၎င်းပညာသင်ရာတွင်အထောက်အကူပြုကြောင်းလူအများ၏အုံနောက်များမှထွက်လာသောအကြံဉာဏ်များကိုချစ်မြင့်စဉ်းစားတွေးခေါ်၍ရနိုင်ကြောင်းဆိုပြီးတော့တို့တွေကအဲ့လိုရေးဖွဲ့ရမယ်နော်ကဲဒါဆိုရင်ဒီချက်တို့တွေ
စာပိုက်တွေကိုလည်းရှင်းကြပြကိုလည်းအတူတူတစ်ခေါက်ဖတ်ခဲ့ပြီးပြီကြပြရဲ့အနိုင်တိတ်ပဲတွေလည်းရှင်းပြခဲ့ပြီးပြီပြီးတော့ခက်စစ်တွေလည်းတက်ခဲ့ပြီးဘယ်လိုပြောမလဲဆိုခဲ့ပြီးပြီပေါ့နော်ဒီတကယ်မေးနိုင်တဲ့မေးခွန်းတွေကိုလည်းတီချာကထုတ်ပေးထားတယ်ပြီးတော့သူ့ရဲ့လေ့ကျင့်ခန်းတွေကလည်းအကုန်လုံးအတူတူလုပ်ခဲ့ပြီးပြီဆိုတော့တာတို့သမီးတို့ပြန်ပြီးတော့လေ့ကျင့်ရမယ်နော်မကျင့်ဘူးဆိုပြန်ပြီးတော့လေ့မကျင့်ဘူးဆိုရင်ဒီကောင်ဘက်တွေနေ့တိုင်းစင်ဆိုတဲ့ကြပြအရန်ရှည်တဲ့အတွက်မေးနိုင်တယ်သူ့ရဲ့ခက်စစ်တွေဆိုလည်းတို့တွေကြီးလိုက်ပါလား43လုံးတော့အဲ့ဒါကြောင့်မလို့ကိုရီးယားမမေ့မလျော့အောင်တို့စူးစမ်းပြီးတော့ဖတ်တင်တယ်ပေါ့နော်ဟုတ်ပြီကဲဒါဆိုရင်အားလုံးကိုကျေးဇူးတင်ပါတယ်